အားလုံးပဲမင်္ဂလာပါဒါလေးကတော့စုရဲ့ Glow Up Series ရဲ့ episode 1 လေးဖြစ်ပါတယ်ဒီလိုမျိုး viral TikTok တွေမှာ drastic glow up လိုချင်ရင် video အဆုံးထိကြည့်လိုက်တော့နော်စုကလေနောင်းနေရမဟုတ် I used to be so ugly like this is me a few years ago and this is me now so you can trust my wordsပထမအရေးကြီးဆုံးက moisturize your face ဒါအတွက်က toner သို့မဟုတ် lotion သို့မဟုတ်နှစ်ခုစလုံးပေါင်းသုံးလို့ရတယ် moisturize တေချာမလုပ်ရင်ဒီလိုမျိုး dry patchy skin ဖြစ်တတ်တယ်ပေါ့အဲ့လိုမျိုးဖြစ်ရင် makeup ကဘယ်လောက်ပဲလာလာ you will most likely have to start over again personally I use these two toner and moisturizer both from Neutrogena so suggestion ပေးချင်တာကတော့ moisturizer ဝယ်ရင်ကိုယ့်ရဲ့ skin type နဲ့တည့်တဲ့ product ပဲသုံးပါOily skin type ဆိုရင် oil free moisturizer နဲ့ပိုပြီး suitable ဖြစ်တယ် After moisturizing liquid foundation သုံးလို့ရပြီတချို့က foundation မသုံးခင် primer သုံးလေးရှိရပေါ့ but လူအများစုပြောကြတာတော့ moisturizer တေချာလေးသုံးနေဆိုရင် effect ကတော့တူတူလောက်ပဲ That's why စုကတော့ဒီ step ကိုအမြဲတမ်း skip လုပ်တယ်ကိုယ့်ရဲ့ liquid foundation က full coverage မဟုတ်ဘူးဆိုရင် concealer သုံးတဲ့နဲ့ဒီလိုမျိုးအမဲဆက်တို့ discoloration ရှိတဲ့နေရာတွေကို cover လုပ်ပေးတာပေါ့ makeup ကိုပိုပြီးတော့ long lasting ဖြစ်ချင် foundation နဲ့ concealer အပေါ်မှာ powder foundation ထပ်ပြီး apply လုပ်လို့ရတယ် base က complete ဖြစ်သွားပြီဆိုရင် contour စလုပ်လို့ရပြီပေါ့ဒါတော့က new palette ကောင်းကောင်းလေးရှိတာဖို့လိုတယ်စုသုံးတဲ့ palette ကတော့ Lancome 2022 holiday palette but new ရရောင်တွေရှိရင်အဆင်ပြေတယ် my recommendation would be the Judy Doll contour palette contour ကဘယ်မှာဆွဲအောင်လဲမသိရင် you can use these pictures as the placement method contour ဆွဲပြီးဆိုရင် we can move on to blush blush ကတော့ကိုယ်ကြိုက်လောက်ထည့်ကြည့်ပေါ့အများများသွားရင် powder foundation နဲ့ cover ပြန်လုပ်လို့ရတယ် Mostly people put blush on their cheeks and nose area but doing makeup တွေမှာဆိုရင်နှာခမ်းအပေါ်နဲ့ဒီမေးစီမှာလည်း blush placement ထားလို့ရတယ် blush color ရွေးရဲဆိုရင်ကို skin tone နဲ့ light တဲ့အရောင်ရွေး depending on whether it's cool or warm blush ပြီးရင်တော့ eye makeup ပေါ့ eye makeup ကအရေးကြီးဆုံးအပိုင်းထဲမှာပါတယ်တကယ်ဆွဲတတ်တယ်ဆိုရင် like change ကိုအရင် drastic ဖြစ်စေတယ် makeup မှန်တတ်တဲ့ညီမလေးတွေဆိုရင်ဒီ step မှာတက်တော့စုကအရင်တော့ကတော့တက်ဖြစ်တယ် but အခုတလောတက်ရင်မျက်စိဆက်လို့ဆိုပြီးမတက်ဖြစ်တော့ဒါမဲ့ဒီလိုမျိုး brown တို့ gray တို့အရောင်တွေရွေးလိုက်တယ်ဆိုရင်အလုပ်ကိုတကယ် elevate လုပ်ပေးတာeyeshadow တော့ကတော့ဘာမှသိမလို့ဘူးဒီ natural look ဆိုတော့ pink eyeshadow ကိုပပလေးမျက်ခွန်မှာ apply လုပ်လို့ရတယ်လူသုံးပြတဲ့ liquid eyeliner ထက်ဒီ pencil eyeliner ကပိုပြီးတော့ soft ဆိုတဲ့ look ကိုရတယ်ပေါ့။အဲကြောင့်လို့ဆိုက pencil eyeliner ပဲသုံးဖြစ်တယ်။ဒီ step ကတော့ optional ပါဒါမဲ့ဒီ inner corner ထဲမှာလည်းဆွဲလို့ရတယ်။ pencil eyeliner နဲ့အဲ့လိုမျိုးဆွဲလိုက်တယ်ဆိုရင်မျက်စိကပိုပြီးကြီးတဲ့ illusion ရသွားတယ်။နောက်ဆုံး apply လုပ်ရမှာတော့ lashes ဖြစ်ပါတယ်။ဆိုတော့ cluster eyelashes လေးပဲသုံးဖြစ်တယ် application ကလည်းအရင်လွယ်တော့လေ firstly မျက်တောင်ကိုအရင်ကော့မယ်ပေါ့ကော့ပြီးရင်တော့ lashes က apply လုပ်လို့ရပြီ You'll need lash glue for this but there are some eyelashes that are glueless မျက်တောင်ကလေတစ်ဖက်ကို4တောင်လောက်ပဲလိုတာ and look at the difference lashes အကုန်တက်ပြီးဆိုရင် Aegyo cell ကိုဆွဲလို့ရပြီနော် brown eyeshadow and thin brush ပဲလိုတာ after all that just apply your favorite lipstick and we're done make her disappear just like poof then she's gone that's it for now thank you for watching stay positive now နေ့ပြန်တွေ့မယ်နော် bye bye